ကမ္ဘာရောင်းအကောင်းဆုံး smartwatch ဖြစ်ပြီး Time Magazine Best Inventions of 2025 ဖြစ်ဖော်ပြခံရတဲ့ Huawei Watch GT6 series အယောင်လေးကလည်းစမ်းပြီး classic design လေးဆိုတော့ဘယ်တော့လည်းဆင်ပြေရလေကဲ Huawei Watch GT6 series နဲ့အင်ဂျင်ရဲ့တနစ်တာကိုအထာချာဘယ်လိုဖြတ်တန်းလေးပြမယ်ဒီနိုင်မှာ engine တို့လိုအပြေးလေးခြင်းတဲ့သူတွေအတွက် outdoor running feature ပါတယ် GPS လဲပါတော့ပြေးမဲ့ route ကိုကြည့်လို့ရတယ်ကိုယ်ပိုင် route လည်းပြန်လုပ်လို့ရတယ်ပြေးနေကြမဟုတ်တဲ့နေရာတွေမှာပြင်တော်တော်လေးအဆင်ပြေတယ်အခုမှစပြေးမဲ့ beginner တွေအတွက်လည်း training plan လုပ်ပေးပြီးတော့ analysis လုပ်ပေးတဲ့ AI running coach လဲပါတယ်ပြီးတော့ပြေးနေရင်လည်း heart rate ကိုတိုင်းပေးတဲ့ ECG measurement လဲပါတော့ဘယ်စုံမှာပြေးရမလဲဆိုတာချိန်လို့ရတယ်လीအခြား pro level sport တွေဖြစ်တဲ့ cycling golf 40 meter free dive တွေပြင် sport mode ပေါင်း100ကျော်နဲ့ fitness course ပေါင်း200ကျော်ပါလို့ကြိုက်တဲ့ sport ကိုဒီနိုင်လေးနဲ့တူတူလုပ်လို့ရတယ်လीအင်းညတို့လိုအိတ်ချိန်တိုင်းပတ်တဲ့ gamer တွေအတွက်လည်း HRV monitoring နဲ့ science based sleep monitoring system ပါလို့အိတ်ဆက်မှုချိန်တွေနဲ့အိတ်ချိန်တွေကို track လုပ်ပေးနိုင်တယ်ဘက်ထရီသက်တမ်းကလည်း21ရက်အထိ AC အသုံးခံတယ်။ကျန်းမာရေးစစ်ဆေးချက်တွေကိုလည်း Huawei Health application နဲ့ဝင်ကြည့်ရတယ်။ Android, iOS, Chinese Mac ဘောလုံးနဲ့ချိန်သုံးလို့ရတော့တော်တော်လေးစင်ပြေ။ပေါ်ပါတဲ့ Ultra Slim Lightweight Design ကြောင့်ဘယ်တော့အမြဲပတ်သွားနေတယ်လေ။ Watch face ကလည်းအခု2000ကျော်အောင်ပါတာမို့လို့ fashion မျိုးပေါ်မူတည်ပြီးတော့ပြောင်းဝယ်လို့ရတယ်။အခုလိုမျိုး video watch face မျိုးလည်းထားလို့ရသေးရဲ့နော်။ emotional well-being feature ပါတာမို့လို့အင်ဂျင်ရဲ့စိတ်ကိုလည်းသိနိုင်တယ်လေအခုဆိုရင်ပျော်နေလားမပျော်နေလားဆိုတာကိုဒီမှာပဲကြည့်လိုက်တော့အခုလိုမျိုး fashion လဲကြတယ် battery life ကလည်း21ရက်ထိအောင်ခံတယ် sport feature တွေနဲ့ head monitoring feature တွေပါတယ် Huawei Watch GT6 လေးကတော့အင်ဂျင်အတွက်အကောင်းဆုံး partner လေးပဲပေါ့